မင်္ဂလာပါကိုတို့ရေမင်္ဂလာပါโอเคပါတကွက်ကောင်းပဲထိုးမယ်တဲ့တကွက်ကောင်းတော့ကျွန်တော်တို့ဒါเนาะဒီညနေကတကွက်ကောင်းเนาะမမထုတ်ပေးတာညလည်းမမကင်လာပဲเนาะဒါမတက်နိုင်เนาะအေးမမဒီညနေမှာမမကြိုက်ရเนาะတကွက်ကောင်းညကျွန်တော်19တကွက်ကောင်းညထုတ်တာဟို18ထွက်သွားလို့เนาะ19တာဆိုရင်เนาะ19တာဆိုရင်ညတကွက်ကောင်းဒါပေမဲ့81ကကျွန်တော် main ကွက်ပါပဲเนาะညတကွက်ကောင်း19ထုတ်တာဒါပေမဲ့ကျွန်တော်18ဆိုတော့လည်းမတက်နိုင်เนาะညတော့19တာဆိုရင်တော့6ထိပ်စီတင်နောက်ပြီးတော့61တာဆိုရင်တော့ကျွန်တော်တို့တကွက်ကောင်းအောင်ပုံမိမှာဒါပေမဲ့เนาะအခုလောလောဆယ်လည်းအောင်ပါတယ်အဖောက်ဝင်သမားအောင်လည်းသမားအောင်ပါတယ်เนาะအဖောက်ဝင်အောင်ပြီလားအဖောက်ဝင်သမားတွေကလက်ရှိမှာအခွေတစ်ခုပဲဆင်းပါသေးတယ်အခွေဆင်းသွားတာเนาะအကောင်လုံးအခွေကအတူတူပဲเนาะအဲ့တော့အခွေသူများပောက်တယ်ကိုမပောက်ဘူးဆိုပြီးတော့မဖြစ်အကောင်လုံးပေးထားအတူတူပဲเนาะဒီအခွေတစ်ခုပဲအကောင်လုံးပေးထားတာအဲ့တော့ဟိုလူကပောက်လို့ဟိုလူတမျိုးဒီလိုမျိုးတမျိုးမပေးဘူးเนาะအကောင်လုံးကိုဒန်းလို့ပေးထားတာအဟောင်းမဖြစ်ဖြစ်အသေးပဲဖြစ်ကျွန်တော်ပေးထားတဲ့ကဏ္ဍလေးကြီးကျွန်တော်တို့ဒါတရားအောင်မခံအကောင်အောင်မခံပါနော်ကဲတော့ကျွန်တော်တို့ဒါ35အချိန်မှာ3နံပါတ်တက်ရင်33 343ပါနော်33 343ပါ33 343ပါ33 343ပါရမလား33 343ရမလား33 343ပါတော့ဖုန်းမိုင်လက်မခံတော့ဘူးเนาะဖုန်းမဆက်တော့တယ်เนาะ33 343ကိုအကြိုက်နှစ်ခွက်ဒီ30ရယ်39ရယ်เนาะအကြိုက်ဆုံးနှစ်ခွက်ဒီ30ရယ်39ရယ်အကြိုက်ဆုံးနှစ်ခွက်ကြီး30ရယ်39ရယ်เนาะ30 39အကြိုက်ဆုံးပါအဲ့တော့ကျွန်တော်9နဲ့ပတ်သက်ပြီးဆက်သွားပါမယ်9နဲ့ပတ်သက်ရင်ကျွန်တော်51 53 56 58ပါเนาะ51 53 56 58ပါ51 53 56 58ပါ51 53 56 58အကြိုက်နှစ်ခွက်ထပ်ယူပြီးမယ်အကြိုက်နှစ်ခွက်ဒီကျွန်တော်တို့ဒီညနေမှာเนาะအဲ့အကြိုက်နှစ်ခွက်ဒီကျွန်တော်တို့58ကဲเนาะ58ကဲ51ကဲเนาะ5158ပေါ့เนาะ5158ဒီအကြိုက်ဆုံးပါ5158ဒီအကြိုက်ဆုံးပါ5158ဒီအကြိုက်ဆုံးပါเนาะရမယ်เนาะအဲ့တော့ပြန်ခေါ်ပေးမယ်3နဲ့ပတ်သက်ရင်33 3439အကြိုက်နှစ်ခွက်ဒီ33ပါ5နဲ့ပတ်သက်ရင်51 53 56 58အကြိုက်ဆုံးနှစ်ခွက်ဒီ51 58ပါတော့အပြင်မိန်းလေးတော့ပါမယ်เนาะအပြင်မိန်းကတော့ကျွန်တော်80 06 69ပါเนาะ80 06 69เนาะအပြင်မိန်းပါကျွန်တော်အပြင်မွေးမပေးထားဘူးเนาะအပြင်မွေးမပေးထားဘူးเนาะဒီတော့မှာအပြင်မွေးအကွက်လေးတွေမထုတ်ထားပါဘူးဒီညနေပြောတဲ့ခဏအပြင်မိန်းကိုပြောတာเนาะအပြင်ကလည်းကိုပြောတာအပြင်ကလည်းကျွန်တော်80 06 69ပါเนาะ80 06 69เนาะ80 06 69ပါเนาะ80 06 69ပါဒါဒီအပြင်ကလည်းပါကဲအားလုံးပဲတကွက်ကောင်းလေးပြောပြလိုက်မယ်เนาะလက်မလေးနှိပ်ပါလက်မလေးနှိပ်ပါပြန်ပြောပြပါပြောပြပြီလေเนาะကဲအပြင်မင်းတီကျွန်တော်တို့ဒါ80 06 69တကွက်ကောင်းတီဒီညနေမှာ6 break ပါတကွက်ကောင်းတီဒီညနေမှာ6 break တကွက်ကောင်းမှာခံမှန်းကြည့်ပါเนาะတကွက်ကောင်းတီဒီညနေမှာ6 break ပါတကွက်ကောင်းတီဒီညနေမှာ6 break ပါကဲခံမှန်းကြည့်ပါ6 breakအဲ့တော့ကျွန်တော်ချင်းဝင်းတစ်ခွက်ကိုတော့တတိထားပါဗျာချင်းဝင်းတစ်ခွက်ကလည်းကျွန်တော်6နှစ်နဲ့95ပေါ့နော်ချင်းဝင်းသမားတွေကဒီနှစ်ခွက်တော့ကျွန်တော်နော်ဒါချင်းဝင်းအစ်နော်6နှစ်နဲ့95ဒီနှစ်ခွက်တော့ရှိမယ်ချင်းဝင်းသမားတွေကကဲတစ်ခွက်ကောင်းစီဒီနေ့မှာကျွန်တော်6 break ပါ6 break ဗျာခံမှန်းကြည့်ပါကိုကြိုက်တာကိုမက်တစ်ခွက်ထဲပဲမှတ်မှာနော်ကိုကြိုက်တာကိုမက်ဟာတစ်ခွက်ထဲပဲမှတ်မှာ6 break နော်အားပေးရဆိုရင်ဒီမှာစူပါချက်တွေပါညာပေးလို့ရတယ်နော်နော်စားပါနော်ဒါအားပေးရဆိုရင်ဒီမှာစူပါချက်တွေပါညာပေးလို့ရတယ်စူပါချက်ပေးလို့ရတယ်နော်စူပါချက်တော်တော်မပေးရအောင်နော်နော်စားပါဗျာမလို့ရှင်မအောင်ကဲကိုတရားတော့ခေါ်ရမထူးတဲ့
ကိုစီကကဲကိုသိထင်းမင်္ဂလာပါနော်ကဲတကွက်ကောင်းစီကျွန်တော်မဖြစ်မနေထိုးပါမယ်နော်မပေးတက်လို့ပါတယ်နော်ပါလေစူပါချက်ပါလေဘာမှမဟုတ်တော့နော်စူပါချက်ဆိုတော့ဘာမှမဟုတ်ပါဘူးကဲလက်မလေးနှိပ်မယ်နော်လက်မ2000ပြီးတော့မယ်နော်ကဲမိနစ်20ပြီးတော့မယ်မိနစ်20ပြီးတော့မယ်နော်မိနစ်20ပြီးတော့မယ်ပေးပြန်တော့နေဟုတ်ပါနော်စူပါချက်မသိလို့ပါထားလိုက်ပါဘာမှမဟုတ်ဘူးနော်ဒါကစထရီမာတွေဟိုဟာကြီးပဲရကြတာပေါ့နော်ကျွန်တော်တို့ဒါတော့ဆရာဒီလောကဆရာကြီးကဘယ်လိုပေးမှာလဲပေါ့နော်ကဲအားလုံးပဲနော်ဒါလိုက်ပြီးတော့ကဲမှတ်ပါတကွက်ကောင်းလေးပြောပြမယ်နော်ကဲတော့တကွက်ကောင်းလေးမဖြစ်မနေထိုးပါမယ်ကျွန်တော်ဒီညနေမှာအကြိုက်ဆုံး6ပြိပါဘယ်လိုပေးရမှာလဲမသိလို့ပါတယ်နော်မသိတာပဲကောင်းပါတယ်ကဲတော့ကျွန်တော်တို့တကွက်ကောင်းစီမဖြစ်မနေထိုးမယ်အကြမ်းမေးဆရာလားမဟုတ်ဘူးနော်ဘယ်ကအကြမ်းမေးဆရာမှာကိုကျော်ကြီးနော်နမမပေးချင်ဘူးလေအသေးပဲပေးလိုက်တော့မယ်မနက်နဲ့မင်္ဂလာပါโอเคပါတကွက်ကောင်းစီ89ပါနော်တကွက်ကောင်းစီခွန်ထိတ်9အပိတ်နဲ့89ဒီတကွက်ကောင်းပါတကွက်ကောင်းစီခွန်ထိတ်9အပိတ်နဲ့နော်89ပါနော်ဒေါ်လာ3ရတယ်နော်တကွက်ကောင်းစီကျွန်တော်ခွန်ထိတ်9အပိတ်နဲ့89ပါနော်89ဒီတကွက်ကောင်းပါနော်89ဒီတကွက်ကောင်းပါအဲ့ဒါအကြိုက်ဆုံးကွက်ပါဒီနေ့က6 break ပေါ့ဒါပေမဲ့မနေ့ကကျွန်တော်တကွက်ကောင်း61ကိုလည်းမေးလို့မရဘူးနော်61တကွက်ကောင်းတော့ကျွန်တော်တို့ဒါနည်းနည်းလေးညံထားတင်ပါတယ်ကဲအားလုံးပဲနော်အားလုံးပဲစင်မိကြမယ်တင်ဘိုင်ဘိုင်မှာညကြရင် live မလို့ဗီဒီယိုဖိုင်လေးပဲတင်မယ်အဲ့တော့ဖုန်းဝင်လက်မခံတော့ဘူးနော်အဲ့တော့ဖုန်းဝင်သမားတွေကကိုလို့စာကြီးကျန်တော်လေးဆက်ကစားမယ်81တကွက်ပဲပြပါမယ်နော်81တကွက်ပဲပြမယ်နော်ကျန်တော်လေးဆက်ပြီးတော့ကစားမယ်နော်အားလုံးပဲနော်ခွန်ကို